စာမခါနဲ့မှာနင်ငါစီတင်ရှာခိုးရှာပါလေဆိုငါအကုန်လုံးသိရနော်ကျောင်းလုံးမှာစာတော်ဆုံးကောင်မှာငါစီကနေလို့တင်ရှာခိုးရှာရတယ်လို့ငါယုံတော့မယုံနိုင်ဘူးအနေကိုတင်ရှာခိုးရှာပါဆိုတော့ကျောင်းလုံးကိုပြောပြလိုက်နင်ဘယ်လိုဖြစ်သွားမယ်ထင်လဲနင်ခိုးရှာတာကိုမထုတ်ဖို့စီရှင်မှုဆိုရင်ငါခိုင်းတာကိုနင်လုပ်ငါခိုင်းတာမလုပ်တော့နင်ကကျောင်းကြီးနဲ့တိုက်မယ်နတ်ဆောဆောစီစီငါ့ရှင်ကဘာလာလို့တာဘာလဲနင်ငါစီမှာတင်ရှာခိုးရှာပြီးတော့စီအောင်ဖြစ်သွားလို့စက်တင်မှန်တက်နေရလားဟုတ်လားခေါင်းထဲမှာမရှိတာကောင်းထဲမှာမရှိဘူးဟုတ်လားနင်ကပေကောင်းထဲမှာရှိမလဲဘာလဲနင်ငါ့ကိုပြန်တွေးလိုက်ရတော့နင်ဘက်ကတအားအော်သွားလားဟုတ်လားငါအတွက်တော့နင်းနဲ့တွေ့ရလို့လေစိတ်လှုပ်ရှားစရာအကြောင်းမရှိတာစိတ်လုံးမရှာဘူးဟုတ်လားပဲစိတ်လုံးရှာမလဲနင်ငါစီခိုးရှာပြီးတော့ခိုးရှာသွားတာကိုနင်ကနင်စီအောင်ဖြစ်တယ်ဆိုပြီးစွတ်တွေထင်ကြီးနေနဲ့ဘာဖြစ်လို့လဲသိလားဘာမှလည်းမသိရှင်ဘူးဘာမှလည်းမပြောနဲ့ငါလိပ်ပြငါတန့်လို့ဘာငါလိပ်ပြငါတန့်လို့ဟုတ်လားငါစီတင်ရှာပေါက်စာယူတပုတ်မကျန်ခိုးကြည့်သွားပြီးတော့ငါလိပ်ပြငါတန့်နေနင့်ပေါ်ရုပ်မာခဲ့ဘူးလားဘာတစ်ခုမှမရှိဘူးလို့ရုပ်မာခဲ့ဘူးလားမရှိနဲ့နင်ခိုးချခဲ့ဘူးကတော့နင်ရှိရလေဆရာဝန်တယောက်ကစာမွေးပွဲမှာစာခိုးရှာတယ်လို့လူတန်းကသိပိုင်းနင့်ဘဝဘာဖြစ်သွားမယ်ထင်လဲငါ့စကားဒီပလင်ကမီလာပြောမနေနဲ့ငါသွားပြီ